ခေါ်ဆိုးဖို့ကတဲ့မြစပင်အယောင်လေးမှာအကြိုက်ဆုံးအယောင်လေးပြောလိုက်ရတယ် နဲ့ထားတာကြောင့်အရန်ငယ်သွားတဲ့ပေါ်ပေါက်ခဲ့ရပါတော့ Cos က Beauty Gallery Hair Salon လေးမှာလုပ်ခဲ့ရပါတော့ဒါက before လေးအယောင်ကျန်တဲ့ရိုးရိုးအညူရောင်လေးပါပဲရောက်တာနဲ့ Cos ခေါင်းလျှော်လိုက်တယ်ခေါင်းလျှော်ပြီးတော့စပင်ရနည်းနည်းပြက်စီးနေလို့ treatment လေးအရင်လုပ်ရတယ်ပေါ့နော်အဲ့တော့တူနိုင်ဆုံးအယောင်လေးကိုစုခဲ့ရပေါ့နော်ကဲဒါကတော့ treatment လုပ်ပြီးသွားတဲ့စပင်လေးပေါ့နော်။မှစပင်စပြီးတော့ဆိုးလိုက်ပါတယ်။ဆိုးဖို့အတွက်ကိုစပင်အသစ်တွေနဲ့အယောင်ညှိရသေးရပေါ့နော်။ပြီးတော့မှခေါ်ဆိုးခြင်းနဲ့အယောင်လေးကိုဆိုးပါတယ်။ဆိုးပြီးတော့တကယ်ကိုအရန်ကြိုက်တာပေါ့နော်။အခုပြင်လာတဲ့ make up နဲ့ဆိုလည်းအရန်လိုက်သွားတယ်။မျက်နှာလေးလင်းသွားတယ်ပေါ့နော်။ဆိုးပြီးတော့2 လလောက်ကအရန်ပျော်ခဲ့တာ။ကြည့်လိုက်မစိုးခင်တော့စပင်1တုံးအယောင်ရင်းနဲ့ costy အယောင်နဲ့ဆိုလို့ရှိရင်မျက်နှာလုံးဝပြောင်းသွားအဲ့အယောင်လေးတိုင်းတစ်သက်လုံးအယောင်မကျပဲဖြစ်အရန်ကောင်းပါပဲနော် cos တော့ခဲ့တဲ့ beauty gallery ကတော့အနောက်ရွှေကုန်းတိုင်း1လမ်းနဲ့4လမ်းတောင်အောင်ဒုက္ခထမင်းဆိုင်ကရဲ့ရွှေကုန်းတိုင်းဗဟန်းပေါ့နော်တကယ်ကိုအောင်မှန်ခဏကြည့်ချင်နေတဲ့အယောင်ပေါ့နော်စပင်ကအရန်မိုက်တယ်